မင်္ဂလာပါရှင်ကျမတို့ရဲ့ channel ကနေပြန်လဲကြိုဆိုလိုက်ပါလေမြန်မာသမိုင်းနဲ့တန်တရီလူလာမှာပို့ပါဆိုတာနဲ့ကျမတို့အားလုံးပြည့်မြင်မိတာကလို့ပန်းစားဘလူးမလေးမဲဝန်းနာနဲ့သူမရဲ့တားတော်နှစ်ပါးထီတဲ့ရွှေဖြင်းကြီးရွှေဖြင်းလေးလူရဲ့ဇလံပဲဖြစ်ပါလေမိခင်တယောက်ရဲ့အတိုင်းအဆမရှိရဲ့မေတ္တာတရားတားတော်နှစ်ပါးရဲ့တတ်တည်နဲ့ခွန်အားဒါပေမဲ့အဆုံးတမတော့ကြေကွဲစရာကံကြမ္မာတွေကသူလူကိုဘလို့များဆောင်ကြုံနေကြတာလဲဒီနေ့ဗီဒီယိုလေးမှာတော့ပို့ပါမြေခန်းနီတောင်ပြုံးထီပြန်လန်းကလေးပို့ပါမြေတော့နဲ့တောင်ပြုံးမင်းညီနောင်တို့ရဲ့လွမ်းမောက်ပွဲဇလံပုံမြင်လေးကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဗီဒီယိုလေးမစခင်မှာကျမတို့ရဲ့ channel ကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe လုပ်ထားပြီးဘေးနားကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပြီးတောင်းဆိုပါလိမ့်ရှင်ဒါမှကျမတို့အတိတ်တင်သမျှဗီဒီယိုလေးကိုအမြဲတမ်းစောင့်ကြည့်လို့ရမှာပါကဲဇလံလေးကိုအတူတူနားဆင်ကြည့်လိုက်ရအောင်ရှင်မြန်မာနိုင်ငံအလဲပိုင်းကမြင်းငင်းတောင်ကြီးပို့ပါအဲဒီတောင်ပေါ်မှာပန်းလီကိုပဲစားတုံပြီးတရားချင်းချန်နေတယ်မဲဝနလူခိုလေပန်းစားပြီးလူမလေးတယောက်ရှိခဲ့ပါလေသူဟာပြလူကြီးပြတဲ့ညီနောင်ထဲကညီဖတူပြတဲ့နဲ့ဖူးစာဆုံးခဲ့ပြီးတားရနာနှစ်ယောက်ထွန်းထားခဲ့ပါလေဒီလူကတော့ရွှေဖြင်းကြီးနဲ့ရွှေဖြင်းလီလိုပဲထိကြပါလေသားတို့တောတွေကိုအရန်ဝေးဝေးမသွားကြနဲ့အောင်နော်အဖေပြန်လာရင်မုန်းနေပါလာလိမ့်မယ်အမေသားတို့ကအဖေလိုပဲခုနာကြီးတဲ့စစ်သားကြီးဖြစ်ချင်တာသားတို့ကအနော်ရထာမင်းကြီးရဲ့အားကိုးရတဲ့သူရဲကောင်းလေးတွေဖြစ်လာမှာပါဒါပေမဲ့အမေနာမှာပဲအမြဲရှိနေပေးကြပါအောင်တောင်းရမယ်ဒီပြောရှင်မှုလေးဟာကြာရှည်မခံခဲ့ပါဘူးအဖေဖြစ်သူပြတဲ့ဟာမြင်းမိန်နဲ့ကိုမြတ်ခံလိုက်ရလေခါမေဝနာဟာ他那要过阴棍拜地，这要贴表述表同给也罢了嘞。阿妹，大陆很多人唱民机戏码，木产播新战力。阿妹我地张播嘛，都要这查个呀嘛，心不高明的。大陆对啥事情木产地变拉开吧。多家吧，大陆民机个对啥事家吧？大为么大陆米了的没有贴谁呢喏？这地呢你家吧？当表嘛写的地来卡。你闹那屋哈，路内的娃娃表把门毛笔，我们吃啥里行给吧嘞？但哈，嘟噜也跟着马古，来不用屁事给吧嘞？明记，学费你闹哈，阿拉个报了比到啥表把你啥吧嘞？我们吃啥路你吧嘞皮啊？俺也没有没来啥嘞，都嘞，也是会没必要，嘟噜个关键是。打住，没事别拉没说。ဘာလို့အခုလိုရဲရဲစစ်စစ်အသက်ခံလိုက်ရတာလဲအမေရင်ထဲမှာမီးလောင်နေပြီတားတို့ရဲ့တားတွေကိုလွှတ်ဆွလွှတ်နေစီနေမေဝနာဟာပေါ်ပါတောင်ပေါ်မှာပဲရင်ကွင်းနာကြပြီးကွေးလွန်ခဲ့ပါတယ်သူမဟာပေါ်ပါတောင်ဆောင်တဲ့မင်းကြီးပေါ်ပါမဲတော့ထွလာခဲ့ပြီးတာနီယောကတော့တောင်ပြုံးမင်းညီနောင်ထွေကြောကြခဲ့ပါတယ်ရင်ခိရရောင်ပေါ်ပါတောင်ကိုကြည့်လိုက်ရင်တားတွေကိုမြော့နေတဲ့မိခင်တယောက်ရဲ့မေတ္တာရှိတဲ့ကိုမြင်တွေ့နိုင်တယ်လို့တောင်ပြုံးမှလည်းညီနောင်တို့ရဲ့တမန်ကြောင့်တွေဟာပဲ့တင်ထနေစေတတ်ပါတယ်